မင်္ဂလာပါဒါကတော့ညီမပါနော်ထိုင်းဘီမူဗီဒန်လေးစိတ်ကနေပြီးတော့ဂျပန်နိုင်ငံနာကိုရီးယားလေးစိတ်ကိုသွားတယ်ဘလော့လေးပဲဖြစ်ပါတယ်ဒါကတော့လေရင်ကွင်းရဲ့ပေါ့နော်အဝါမှာလို့ဝင်နေဝင်ပြီးတော့ညီမမဆိုင်ဘက်ကိုကြည့်ပါတယ်ဒါမှဘာမှမသိပါဘူးနောက်တော့ညီမလေးပေါ်မှာတကူစားဖို့အတွက်စားစရာလေးဝယ်ပါတယ်ဆက်ပြီးလည်းပြပါပေါ့နော်စီးလည်းရမ်းတက်ပါတယ်မဟုတ်ကအရင်ကြိုက်တာဝယ်ကျွေးမယ်ဆိုလို့ရုပ်လေးကစပီးဖိဖြစ်နေပါတယ်အားနဲ့ကောင်းလာမှငွေရှင်းပါတယ်ကျမတော့မပါဘူးဒါနဲ့ကျမရုပ်လေးလိုချင်လို့ဆိုပြီးရုပ်လေးကပ်မိတယ်ဒါပေမဲ့ဘက်က300ကျော်ဆိုတော့ကျမလက်ပြီးပြန်ချခဲ့မိပါတယ်အားနဲ့ကျမဘလူးရုပ်ရှင်ယူရပါပြီနောက်တော့ကျမ immigration ဖြတ်ဖို့အတွက်လည်းစတက်ပါပြီဒါနဲ့ immigration ဖြတ်ပြီးတော့ညီမအထက်ဝင်နေတော့မနကားရုပ်ကြီးထိုင်းနေစေရောက်ပြီးတော့တူလာကြပါပေါ့နော်နကားရုပ်ကြီးဒါလည်းနာမည်ကြီးပါပဲပေါ့နော်နကားရုပ်ကြီးကညီမတပုံရဖို့အတွက်ညီမတပုံမြိုက်ခဲ့ပြပေါ့နော်ဘာလို့ဆိုညီမတယောက်တည်းသွားတာဖြစ်တဲ့အတွက်ကြောင့်အပေါ်လည်းမပါတော့တက်ပုံရပေးမယ်လည်းမရှိဘူးပေါ့နော်အဲ့ဒါညီမဆက်လျှောက်ပါတယ်ညီမသွားမှာပေါ့ဂိတ်ဖို့ပေါ့နော်ဂိတ်ဖို့မှာညီမလေးစားတင်တက်ကမှဖြစ်ပါတယ်ဒါလည်းကျမပါအဲ့ဒါညီမဂိတ်သူမျှပြပေးတဲ့အတိုင်းပေါ့နော်ဂိတ် C4 ပေါ့နော်ညီမ C4 သွားမှာဆိုတော့မျှပြတဲ့အတိုင်းညီမဆက်လျှောက်ပါတယ်ဒီစိတ်ကပေါ့နော်immigration ဖြတ်ပြီးတာမှအထက်ဝင်လာအကျယ်ကြီးပဲပေါ့နော်ညီမတယောက်တည်းဆိုတော့လဲပေါ့နော်ဘယ်လိုပြောမလဲပေါ့နော်တခါမှလည်းအဲ့လိုမျိုးမဖြောက်ဘူးတော့နည်းနည်းလေးရင်ခုန်နေပေါ့နော်အခုတည်းလည်းဂိတ်ကမတွေ့သေးတော့အမှစိတ်လှရှာထားတဲ့တမောက်ဂိတ်ကမတွေ့သေးအမှနဲ့စီဝါနေစီတန်းဒီကိုညီမတွေ့ပါပြီဂိတ်ကြည့်ပြီးတော့ညီမဆက်လျှောက်ပါတယ်အရင်တော့မခက်ဘူးပေါ့နော်သူများပြရတဲ့အတိုင်းလေးပဲလျှောက်သွားရင်တော့ရောက်နေပြီပေါ့နော်အဲ့နဲ့ညီမနောက်ဆုံးတော့စီပိုဂိတ်စီပိုတွေ့ပါပြီဒီနေ့ညီမလေတက်မဲ့အချိန်က12:05မိနစ်ပေါ့နော်ဂျပန်သွားမဲ့သူအများစုပေါ့နော်ဒီ12:05မိနစ်ပေါ့နော်အဲ့ချိန်ပဲအများစုဖြစ်လိမ့်မယ်လို့လည်းထင်ပါတယ်ပေါ့နော်ဒါပေမဲ့ဂိတ်ကပေါ့နော်ညီမသွားဆောတဲ့အတွက်ကြောင့်ဂိတ်မျိုးဖွင့်ပြီးညီမထိုင်ဆောင်ခဲ့ပါတယ်ညီမသွားတော့လည်းပေါ့နော်တယောက်တည်းဆိုတော့ရောင်းနေလေလေးပေါ့နော်အဖော်လည်းမပါဘူးညီမသွားဂိတ်သွားတော့လည်းဂိတ်မှာဘယ်သူမှမရှိခဲ့ဘူးပေါ့နော်ဒါမဲ့ညီမလေးတယောက်ရောက်လာပါတယ်ကို့မြန်မာချင်းတွေ့တော့ညီမရမ်းပျော်သွားရပေါ့နော်အမှန်တည်းတယောက်သွားယူရပါတယ်အားနဲ့ညီမတို့ဂိတ်4ဖွင့်ပြီဆိုတော့လေရင်ပေါ်စတက်ပါပြီလေရင်ကပေါ့နော်ညီမတို့အဲ့ဒီ12:05မိနစ်စထွက်ကောက်မှာဟုတ်ညီမတို့တစ်ချက်ခွဲလောက်မှစပြီးတော့ထွက်ပြတယ်ပေါ့နော်အဲ့ဒီဂိတ်လေရင်ကရာဒီလူကြောင့်ထင်တဲ့လေရင်ချင်းနောက်ကျခဲ့ပါတယ်ที่ใกล้ที่สุดซึ่งอาจจะอยู่ด้านหลังของท่าน Leave your belongings remove high heel ထိုင်းလေကွင်းညာလာပြီပေါ့ရောင်းလာပေါ့နော်ညီမဖောကင်မရာဝါနေတော့တိတ်ပြီးပြပေါ်မှာတညလုံးမအိပ်ပဲနဲ့အိတ်ချင်မှုတူရုပ်လေးဖြစ်ပါတယ်ဒါကတော့လင်းပေါ်မှာကျွေးတဲ့မနက်စာလေးပဲဖြစ်ပါတယ်ဒီကသာခရီးမတွေ့ခဲ့ဘူးပြောမှာမလို့စားတော့မကောင်းခဲ့ဘူးပေါ့အဲ့ဒီကျမပြင်းနေတဲ့အတွက်ကြောင့်ကျမရှိမှရှိတဲ့ဒီအဲ့ဒါပေါ့နော်ရှက်ကလေးပိုင်းအဲ့ဒါနေတာမှလည်းမသိဘူးပေါ့နော်ရှက်နေနေအပါကြတော့သူတို့ TV ရဲ့ကြည့်လို့ရတယ်ကတုတ်ကားကြီးလို့စကားကြီးပြန်ကုန်ပေးထားရပေါ့နော်အဲ့ဒါနဲ့ညီမအခုနာကိုရပေါ့နော်လေးစိတ်ကိုမြင်နေရပါပြီနောက်တော့ပြီးတော့ပေါ်စီကနေမြင်နေရပြီလေးပါရောက်ကန်ဒီကိုသူတို့ကတချင်းလေးပွင့်နေပေါ့နော်တချင်းလေးပွင့်တဲ့အခါမှာညီမစိတ်ထဲမှာပြောတယ်လို့ဝမ်းနေတယ်လို့ကိုပေါ်ကစားရမယ်ဆိုတဲ့အတွေ့အကြုံစပြီးဝင်လာရပေါ့နော်တချင်းကလည်းရောက်မှတော့ကောင်းခဲ့တယ်ပေါ့စာရွက်ကတော့ပေါ့နော်သူလေပေါ်မှာပေးတဲ့စာရွက်ဖြစ်ပါတယ်ပေါ့နော်ဒီနေ့ပေါ်မှာတစ်ခါဖြည့်ရတယ်တကယ်လို့လေပေါ်မှာဖြည့်ခဲ့ရင်လည်းသူလေစင်းရင်အဲ့ဒီ break game မှာဖြည့်ရတယ်ပေါ့နော်ဖြည့်တော့မှဒီလိုမြင်ရတယ်ဒါတော့တင်လေးပေါ့ညီမတော့တင်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့နာကူရအောင်ရောက်ပါပြီနောက်ရက်နေကိုရောက်ပါပြီ
ပင်လယ်နေစိတ်ပေါ့နော်ပင်လယ်ပေါ်မှာစောက်ထားတဲ့တင်ပင်လယ်ကန်းစင်တာမှာစောက်ထားတဲ့နေစိတ်ပေါ့နော်ပြီးနောက်ဆက်တော့လည်းပေါ့နော်ဂျပန်ကိုတကယ်လာချင်တဲ့လူတွေဆိုရင်ဆက်ပြီးတော့စူးစမ်းကြပါလို့ဆွဲမလျှော့ပါနဲ့လို့ဒီလမ်းကိုစပြီးရှောက်ပြီးဆိုတာနဲ့ကိုဆက်ပြီးစူးစမ်းတလောက်ပေါ့နော်ရှောင်းမှာကျိတ်နေတဲ့အတွက်ကြောင့်ဆွဲမလျှော့ပါနဲ့ဆက်ပြီးစူးစမ်းကြပါလို့အားပေးချင်ပါတယ်